လိုက်ပါမှာတိုက်ဟောင်းနေတဲ့ခွေးမများနဲ့ခွေးထီများတို့ရေလူသားအပေးအမှန်တယောက်ကိုဖုံးကွယ်နေတဲ့အောက်တန်းစားအမျိုးရောက်များတေးစာလာပြီးတော့နားထောင်နော်တက်တေထောက်ထားဘယ်မှာလဲတက်တေမင်းနေတာကိုစောက်ဆက်တရားမရှိဘူးလားဟာခွေးစကားလို့ဖာစကားလို့ဟာကလိုင်ကကျစ်စကားနဲ့ပြန်ပြီးတော့မင်းနေတာမင်းတို့မဆက်ဘူးလားဟမ်တက်တေထောက်ထားပေါ်လာလို့မြေမြောက်မဲ့အလောင်းကိုအမှန်တရားပေါ်လာမှာကြောက်လို့ပြန်ပြီးတော့မီးတင်ကြုံလိုက်တာလေဘာတွေဆက်ပြီးတော့လိန်အောင်မလဲမင်းတို့ဘာတွေဝိုင်းပြီးတော့ဆက်လိန်ကြအောင်မလဲမင်းတို့တတိစီလို့စရင်လဲမအေးလို့မရလိုက်ကိုသွားတိုက်သွားပြီးတော့လောက်ကြည့်ပါလားအဲ့လိုမျိုးဟမ်စောလေးကိုမင်းတို့ထူလိုက်ရလိုက်ထိုးလိုက်လက်ပင်ချိုးလိုက်ခြေတော့ကျိုးအောင်ရိုက်လိုက်ပြီးတော့လောက်ကြံအကွက်ဆင်လိုက်တာလေအဲ့လောက်တော့တော်နေလို့စရင်ကိုလူမျိုးချင်းချင်းကိုမလောက်ပဲနဲ့မအေးလို့မရလိုက်နဲ့သူရဲ့စစ်ခွေးကိုပြန်တော့လောက်ကြည့်ပါလားလေးစားပြီးတော့ထိုင်တော့ကတော့လိုက်မယ်မအေးလို့တွေအောက်တန်းစားတွေကိုမျိုးချင်းချင်းကိုလူချင်းချင်းကိုအတိုင်းဝိုင်းချင်းချင်းပြန်ပြီးတော့တားရမှာဖျားမှာလောက်ကြံရမှာရောက်မှာကောက်ကြည့်ရမှာဆိုရင်မင်းတို့ကထိတ်ဆောင်မဲ့တတိစီတယ်ဟမ်ရန်သူကိုတိုက်ရမယ်ရန်သူကိုချိန်မောင်းရမယ်ဒီနယ်ကိုကာကွယ်ရမယ်လူမျိုးကိုကာကွယ်ရမယ်ဆိုရင်မင်းတို့ရဲ့တတိရခါတယ်မစပါလာတော့မင်းတို့တတိမရှိဘူးအောင်မလေးဘာမှအာနာပါဝါအင်အားမရှိတဲ့ကိုယ့်ရဲ့လူငယ်တယောက်ကိုကိုယ့်ရဲ့အမျိုးတယောက်ကိုဘယ်လိုမျိုးတိုက်ရမလဲဖျက်ရမလဲနှိပ်စက်ရမလဲဘယ်လိုမျိုးလောက်ကြံစီအကွက်ဆင်ရမလဲဆိုတာမင်းတို့လိုခွေးမသားတွေတော်တတိစီတယ်လူသက်သမားအောက်တန်းစားရောက်တမကောင်တွေဟမ်ဆယ်လီတယောက်စောလေးအကြောင်းကိုအမှန်တရားတိုက်ပြီးတော့ထောက်ပြတော့မှအမြန်နည်းနဲ့ချက်ချင်းဖြတ်ချတဲ့အဲ့ဒီ post ကမင်းတို့ဘလောက်အာနာယူလဲဆိုတာဟမ်အမှန်တရားကိုအဲ့လောက်တော့ကြောက်နေရတာပေါ့လေမင်းအောင်လိုက်ခွေးများအမျိုးရောက်များနော်မင်းအောင်လိုက်ခွေးအာနာစင်အာနာယူစစ်ခွေးဆိုတာလေမင်းအောင်လိုက်စစ်ခွေးမင်းအောင်လိုက်စစ်သားပဲမဟုတ်နော်လူအများကိုလိုက်ပြီးတော့ချိန်ချတော့မှမကစောလေးအတွက်အမှုဖွင့်မဲ့သူတရားစွဲမဲ့သူကြမှာဘယ်သူပဲမဆိုတရားစွဲပေးလို့စင်အမှုဖွင့်ပေးလို့စင်တမိသားစုလုံးကိုစင်းမဲတဲ့အဲ့ဒါပဲကြည့်လိုက်ဟမ်အမလေးကိုတူလေးတရားမကိုရအိမ်မှာမတရားတပ်ဖြတ်လောက်ကြံခံတော့မှအတော်ဖြစ်တဲ့သူကပြောင်းလေးနဲ့ပျော်ပပလေးနဲ့ဖထမဗီဒီယိုပေါ့နော်သူများဆဲလိုက်မှဆိုလိုက်မှဝေဖန်လိုက်မှညင်ချူပြတယ်နောက်တနေ့ကျတော့နှခမ်းနေရနေတာပဲနော်နှခမ်းနေတွေစိုးပြီးတော့အင်တာဗျူးတွေလုပ်နေတာအမလေးနော်ပမာစကားတွေလည်းကျွမ်းနေတာပဲစောလေးစတဲ့ကတည်းကအမလေးတရားမပမာစကားပြောလို့မရဘူးဖះလိန်နေတာမင်းတို့အမြန်ကြီးနဲ့ဝတ်လဲပါစေစောလေးခံရတယ်လို့လေမင်းတို့လည်းအစပေါင်းများစွာပြန်တော့ဝတ်လဲပြီးတော့ခံရပါစေလို့ခေတ်ဆက်နော်မင်းတို့အားလုံးဒုက္ခရောက်ကြပါစေလို့ငါဆုတောင်းပါတယ်ရှင်ငါပုံငါဗီဒီယိုငါအတန်နဲ့နော် view တွေ like တွေ share တွေရှာပြီးအတန်းရှိတွေရှာပြီးဒေါ်လာလိုက်ပြီးတော့စားနေတဲ့အောက်တန်းစားဖေလို့မနဲ့အောက်တန်းစားမအေလို့များငါပုံနဲ့လောက်စားပြီးငါဗီဒီယိုနဲ့လောက်စားပြီးရလာတဲ့ဒေါ်လာတွေကိုလည်းစောလေးအတွက်လူတို့မမင်းနဲ့နော်โอเคကြားလားတက်တေထောက်ထားဆိုတာစောလေးရဲ့အလောင်းထဲမှာလေတက်တေထောက်ထားပေါ်လာလို့မီးစုတင်ကြိုလိုက်တာလေဘာကိုညင်းမလဲသူ့အိမ်မှာတေသွားတဲ့လူတယောက်ကသူ့ခလေးလားသူ့သားလားတခြားလူလားဒဇိန်လူလားရိုးတနဲ့တေလို့စင်ကောင်းမွန်နဲ့တေလို့စင်တဘာဝတနဲ့တေလို့စင်ဘသူမှတို့ဆဲဆရာအကြောင်းမရှိတယ်လို့ဆွဆွဲဆရာအကြောင်းလည်းမရှိဘူးနော်အခုကြည့်လိုက်လေတေသွားတဲ့လူတယောက်ကဒဏ်ရာတကူလုံးဒဏ်ရာဒဏ်ချက်တကူလုံးဒဏ်ရာဘလောက်ပဲကြီးသွေးတစ်စက်မှမရှိဘူးโอเคနော်အဲ့ဒါခမင်းစားတဲ့သူတိုင်းမှာသိတယ်နော်ချီးစားတဲ့ကောင်မတွေပဲနော်ဒီအမှန်တရားကိုလက်မခံကြတာလူသားအားပေးနော်သေသွားတဲ့လူအတွက်ကိုချင်းမစာမတနာတဲ့အောက်တန်းစားကောင်မျိုးမစစ်ကောင်တွေပဲမျိုးမစစ်ဆိုတာသူဘယ်လိုခမ်းလဲစောလေးနဲ့အမျိုးတော်တလူစောလေးရဲ့ပလိတ်သားတလူစောလေးကိုချစ်တလူတနာလူအဲ့ဒီကောင်တွေကအတူရောင်ဆောင်တွေပါမစ်စစ်လည်းပေါက်တယ်လဲဘင်းလည်းကျိုးတယ်ခြေလည်းကျိုးတယ်ဒဏ်ရာပေါင်းများစွာအဲ့ဒါမှဟိုပြောဒီပြောဟိုလိန်ဒီလိန်ဟိုဖုံးကွယ်ဒီဖုံးကွယ်လောက်နေတဲ့အောက်တန်းစားအမျိုးရုပ်ငါအမျိုးတော့မဟုတ်ဘူးစောလေးရဲ့အမျိုးတွေပေါ့โอเคနော်နာလို့စင်လဲတေလိုက်တာအမှန်တရားပဲနော်မင်းတို့တွေကလေတီသူကိုလည်းတော်ထင်သေးတယ်စောလေးကိုချစ်တဲ့ပလိတ်သားကိုလည်းတော်ထင်သေးတယ်နော်မင်းတို့ဘယ်လိုမျိုးပဲလိန်မင်းတို့လိန်လို့မရဘူးစင်သေးကိုလေမင်းတို့ငပြောရနဲ့ဖုံးလို့မရဘူးမင်းတို့လိုအောက်တန်းစားရောက်တမကောင်လူသားအားပေးတဲ့ကောင်တွေကအခုထိမတဲ့ပါစပ်ဖြတ်တယ်မှာဘယ်မှာလဲတက်တယ်ကမင်းတို့မီးဆိုးလိုက်ပြီလေဒါပေမဲ့မင်းတို့ဘယ်လိုမျိုးပဲဆွတ်တပ်ပုံတွေကြတော့မင်းတို့ဆိုးလို့မရဘူးတီသူလူထုရဲ့မျက်လုံးတွေအောက်နောက်တွေအသိတရားတွေမင်းတို့ဆိုးလို့မရဘူးအမှန်တရားတွေမင်းတို့မီးဆိုးလို့မရဘူးစောလီရအလောင်းကိုတော့မင်းတို့မီးဆိုးလို့ရတယ်မီးဆိုးဖြက်စီလိုက်လို့ရတယ်မင်းတို့အဲ့ဒီတက်တေထောက်ထားတွေကိုမင်းတို့ဖျောက်လိုက်ပြီးတော့မီးဆိုးလို့ရတယ်လူတွေရဲ့အောက်နောက်လူတွေရဲ့အသိတရားလူတွေရဲ့မျက်စိ
အမှန်တရားတွေအားလုံးကမင်းတို့မီးဆိုးလို့မရဘူးအဲ့ဒါမင်းတို့အောက်တန်းစားလူသက်သမားအားပေးထောက်ခံကာကွယ်ပေးတဲ့အမျိုးရောက်တောင်တွေအားလုံးသိဖို့โอเคနော်မင်းတို့အမြန်ဆုံးနဲ့ဝတ်လဲပါစေအစပေါင်းများစွာဝတ်လဲပါစေစောလေးခံရတယ်လို့မင်းတို့ကစောလေးထက်အစပေါင်းများစွာပြန်တော့ခံရပါစေဘယ်သူပဲဝါမစုပေါ့နော်ငါဆုတောင်းပေးတယ်โอเคနော်ပြီးတော့ဒီနေ့ရက်အတွင်းလဲစသိန်းနေရပေါ့နော်စစ်ဘေးဆောင်တွေအတွက်ရေဘေးဒုက္ခတဲ့တွေအတွက်လာပြီးတော့လူဒန်းပေးတဲ့စောလေးရဲ့နော်ပလိသတ်တွေကောင်းတဲ့ပလိသတ်ကိုပြောတာနော်ပြီးတော့ပြည်သူတွေအများအပြားကျေးဇူးရမ်းတင်ပါတယ်ရှင်နော်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပလိသတ်တွေရောပြည်သူတွေရောနော်ဒီလိုမျိုးလာပြီးတော့ဝိုင်းလူပေးလို့နော်ဒီတော့ခေါ်တဲ့ခွဲခောက်မှပေါ့နော်ဒီမျိုးလာပြီးတော့ဝိုင်းလူပေးလို့အဲ့ဒီငွေတွေအားလုံးကနော်ဒုက္ခရောက်နေတဲ့မြန်မာပြည်ကစစ်ဘေးဆောင်တွေရေဘေးဆောင်တွေအားလုံးကပို့လိုက်တဲ့နောက်ပိုင်းမှာစော်လီလည်းကုသိုလ်တွေအများအပြားရသွားမယ်ဆိုတာမမိုးယုံကြည်ပါတယ်အမြပါစော်လီရေနော်တာဒုခေါ်ပါနော်မမိုးတို့ကစော်လီတို့တည်သွားတဲ့နောက်ပိုင်းမှာစော်လီကောင်းတဲ့အကြောင်းပဲပြောရှင်တယ်နော်သူကုတူကောင်းမုံနဲ့ရတဲ့အကြောင်းပဲပြောရှင်ပဲနော်သူတည်သွားပြီးတော့သူပြန်တော့ထိုးချသူ့ပေါ်ပြန်တော့ရောက်မှနော်သူ့ဘလည်းပုံရိုက်တွေပြန်တော့ကြသွားအောင်ပေါ့နော်အာကုသူတွေအများကြီးရသွားအောင်နော်အဲ့လိုမျိုးရောက်မှတဲ့လူတွေနဲ့မမိုးတို့ကမတူဘူးမမိုးတို့ကကောင်းမုံပဲသူ့အကြောင်းကိုအမှန်တရားဖော်မယ်နော်သူကုသူတွေအများပြားရအောင်လဲကောင်းမုံပဲလှုပ်ပေးမယ်အောက်တန်းစားလူသားအားပေးတဲ့အမျိုးရောက်များကြားဖို့အဲ့လောက်